ဒီနေ့မှာတော့ကျွန်တော်ပင်လယ်ပြင်ကကျွန်းပေါ်မှာဘလိုမျိုးလောက်ကင်စားတောက်နေထိုင်သွားပြီးတော့ဘလိုမျိုးစော်စားကန်နေဘလိုမရှင်နေလောက်ရမလဲဆိုတာကျွန်တော်တို့အတူတူအားလုံးပဲလိုက်ကြည့်လိုက်ကြအောင်ယောအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့နာမည်ကတော့ဆိုင်နိုပဲဖြစ်ပါတယ်ကျွန်တော်အခုတော့ဒီဆော့တဲ့ lobby room နဲ့မှာပဲရှိပါသေးတယ်ဆော့တော့မဆော့ရသေးဘူးပေါ့နော်ဆိုတော့ကျွန်တော်အတူတူအားလုံးပဲဘာလောက်ရမလဲဆိုတာလိုက်ကြည့်လိုက်ရအောင်ကျွန်တော်ဒီကူးရပိုင်းနေမကောင်းနေဖြစ်ပြီးချောင်းလေးနည်းနည်းစိုးနေတော့ဗီဒီယိုမတင်တာလဲ3ရက်လောက်ရှိပြီထင်တယ်ဗျကျွန်တော်အတန်တစ်ခုဖြစ်နေလဲအားလုံးပဲသိခံပြီးတော့ကြည့်ပေးကြပါစကားရည်လည်းရမ်းများပါပြီဆိုတော့ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ကြအောင်တော့အခုတော့အခန်းတစ်ခန်းထဲမှာစပွန်းလာတဲ့ပုံရရဗျသူကအပြင်ကိုကြည့်လိုက်မယ်ဆိုရင်တော့အပြင်မှာပင်လယ်ပြင်ကြီးရှိပါတယ်ကောင်းကင်ကြီးလည်းရှိပါတယ်ဟိုမှာတိမ်တိုက်နေဘာတွေလဲတော့မသိဘူးကျွန်တော်ကမှစဆော့ကြည့်တာအခန်းကတကားရှိပေမဲ့ဖွင့်လို့မရပါဘူးတော့ဒီမှာရေတူခွေးလေးတစ်ကောင်ရှိပါတယ်ဒီရေတူခွေးလေးကိုကျွန်တော်တို့စကားပြောရမှာဖြစ်ပါတယ်ပြီးတော့မျက်မှန်တက်ထားပါတယ်စကားပြောကြည့်လိုက်ကြအောင် talk okay ဟုတ်ပြီစားဖပြလိုက်ဆိုကျွန်တော်တို့ game စားလိုက်ကြအောင်မောင်မဲနေရကျွန်တော်ဘယ်တိုင်းဒီပို့လိုက်လဲမသိဘူးကျွန်တော်ရေတန်နေတော့ကြားနေရပါတယ်ဘာမှမမြင်ရပါဘူးခွေးဟောင်းဟိုးအိုးလိုက်တာဗျာကျွန်တော်အခုတော့ကျွန်းပေါ်စပွန်းခံလိုက်ရပါပြီပို့ဆောင်ခံလိုက်ရပါပြီဒီမှာဆိုရင်တော့တီကောင်းနေလာပါတယ်လည်းရှိပါတယ်ဒီမှာဇင်းရောတွေပြန်နေတယ်ကောင်းကင်ကြီးကလှပနေပါတယ်ကြာဟိုဆာကူရာနဲ့ကောင်းကင်နဲ့ဆာကူရာကြီးနဲ့လိုက်ဖက်ပါတယ်โอเคကျွန်တော်အခုဆိုရင်တော့ဘာလို့ရမလဲဆိုတော့ခွေးလေးကျွန်တော်ကိုခေါ်နေပါတယ်သူ့ကိုစကားပြောလိုက်ပါအောင်မယ်တော့ခွေးလေးပြပြရဲ့ပုံစံတော့ကျွန်တော်ကဒီဘောလုံးပေါ်တော့ဒီပင်လယ်ပြင်မှာဟိုပုံတိုင်းမိပြီးတော့ကျွန်တော်ကမျောရတယ်ဗျာအဲ့ဒါကိုဒီခွေးလေးနဲ့သူ့တငယ်ချင်းတွေကကျွန်တော်ကိုကယ်ထားတာကျွန်တော်အခုတတိယလာပြီဆိုတော့ကျွန်တော်တငယ်ချင်းသူ့ခွေးလေးရဲ့တငယ်ချင်းနဲ့စကားတော့ပြောလိုက်ပါအောင်နဲ့ Olive ဆိုတာပေါ့ကျွန်တော်မသိကျွန်တော်အခုသူ့ကိုစကားပြောဖို့ကြိုးမှလိုက်ရှာလိုက်ပါအောင်မယ် Olive ကငါဖျားနီးတင်ပေးမယ်လေဗျာပြီးတော့မိုးကျပစ်ခံလိုက်ရဆိုလားမသိဘူးလေဗာလေ light house ကပျက်စီးသွားတယ်တဲ့ကံမကောင်းစွာနဲ့ပဲ light house ဆိုတာမိပြရလာပါလေကျွန်တော်တခြားမသိဘူးပေါ့နော်light house ကမိုးကျပစ်ခံလိုက်ရလို့ပျက်စီးသွားတယ်အဲ့ဒါပြင်ဖို့လိုတယ်တဲ့ကျွန်တော်ကိုOlive ဆိုတဲ့တယောက်ရှိမှငါးများနီးတင်ခိုင်းနေပေါ့နော် Olive ကဘာမှလည်းမသိဘူးငါဘယ်လိုရှားမှလဲ Olive Olive, where is Olive? ဒီလိုလာဘယ်လိုငါထွေးဒီငါပေးလိုက်ရင်ဒီမှာပတ်စံလာပါလဲကြွေစီပြန်ရမှာပေါ့နော်ငါဒီမ Olive လာမသိဘူးဟုတ်တယ်ဒါ Olive ဒါပေါ့ Olive ဟုတ်ကဲ့ဆိုတော့ကျွန်တော်တို့Okay ငါနေစားစကားရမ်းများတယ်တီးပြီကျွန်တော်တို့အရင်ဆုံးဟိုတီကောင်သွားယူရမယ်ပေါ့နော်တီကောင်ရင်ယူလိုက်မယ်โอเคငါဖမ်းပြီနော်ရွှိပြလိုက်ပြီဟဲ့ငါကောင်လိုက်လွတ်သွားတယ်ကွာဒီဘက်မှာဖမ်းမယ်ရော့ကဲပဲငါလည်းကောင်လာစားနေပြီမစားသေးဘူးလေကြားပြီ yes ဒီကောင်ရအောင်ပါလေရပြီဘာကူမဟာဘယ်လိုဆွဲတင်ရမှာကြကြပါဦးငါဆွဲဟိုမှာခုံပေါက်နေတယ်လောက်ကြအောင်ငါဘယ်လိုလောက်ငါကြီးကခုံပေါက်နေတယ်ကြကြပါဦးတိတ်တိတ်ဝိုင်းဒါပဲငါရဲ့ပထမဆုံးငါလေးကတော့ pot fish ဖြစ်ပါတယ် Olive မကြီးစမ်းငါတစ်ကောင်ဖမ်းတာပထမဆုံးငါ pot fish တဲ့ခိုင် pot fish ကဘယ်လောက်တက်လဲကျွန်တော်အရင်ဆုံးဈေးမှာတစ်ချက်သွားကြည့်လိုက်အောင်မယ်ဒီဟာငါကြီးဝင်ပို့ပါသူ့ရှိမှကြည့်လို့ရပါတယ်polish တစ်ကောင်မှာpot fish တစ်ကောင်မှာတချက်ပဲရမှာမလဲသေးပါဘူးတိန်းထားလိုက်အောင်မယ်နောက်မှလာလဲမယ်နော်ကဲငါပြီမြားပြီပြောငါပြီအောင်ရွှိ
ကဲငါးကောင်တော့မိသွားပြီရုံးကန်နေပါတယ် yes ဟာလေဘာငါးလေးတော့မတူကျွန်တော်ရပါပါဒီမှာဒီငါးကလည်းနည်းပိုကြီးပါတယ်အကုန်းပေါ်မှာခုံပေါက်နေပါတယ်နင်ပေါက်စမ်းနင်တေမငါကျုပ်တေဝိုင်းလားတေသူခုံပေါက်နေတော့ပေါက်စမ်းတေဝိုင်းဆိုဟာပေါ့ပိတ်မဟုတ်တာ groupie လို့ခေါ်ပါတယ် groupie ဆိုတော့ငါလေးရပါပြီကဲပတ်စံမလုံလောက်သေးဘူးဆိုတော့ကျွန်တော်တို့ထပ်ပြီးတော့ငါးကြမြားကြအောင်ပြောငါးနဲ့မြားနဲ့မကွဲတော့လာတဲ့ငါလည်းကောက်ထပ်မိပါကွာစကေးလို့ခေါ်ရတာလာအာယုံမနေနဲ့သေးမှာပဲဟာဒုက္ခပဲဒီငါတဲ့ဒါ pop fish နဲ့တေးသေးလေးဆိုတော့အာယုံနေတယ်လို့မသေးသေးဘူးလာဟနေဝင်တော့မယ်ငါဆိုင်မြမလားမမြဘူးလားဒီမှာကျွန်တော်ပြဖို့မေ့နေတာကျွန်တော် olive ကိုရှာတော့ဟာဒီမှာလေစိတ်ရှိရပေါ့နော်ဒီ24ချက်နဲ့လားမသိဘူးပေးပြီးတော့ကျွန်တော်လေတစည်းဝယ်ခိုင်းနေတယ်ပေါ့နော်ကျွန်တော်ဒီမှာပေါ့နော်ဒီနေရာမှာအဲ့တော့ကျွန်တော်ကဒီရောင်းပြီးတော့အကျွေး24ခုစုပါမှာပတ်စံနဲ့ပေးပြီးကိုပြင်ရမှာညာမိုးချုံနေပြီငါမယ်လာမယ်မိပြီတကောင်မိနော်ငါရတယ်ယုံနေဟာအသေးပဲမိပါလာလိမ့်ပါတသားတကြီးမိခံသားမှာဟဲရှောက်ပြေးနေတယ်မနေဆွဲနေရပြီကြာပါပြီ pop fish 3ကောင်ပြီးတော့ groupie တစ်ကောင်နဲ့စုစုပေါင်း4ကောင်ရှိပါတယ်10ကောင်ပြည့်မှသွားရောက်မယ်ကွာမိုးချုံနေလဲငါဆက်နေရမှာပဲအိုးရပြီဒီ pop fish တရားဈေးပေါ်တယ်ကွာတကောင်မှတစ်ချက်ပဲရ groupie တကောင်ထက်ရမှာအခုဆိုရင်တော့ငါးက1 2 3 4 5ကောင်ဖြစ်သွားပြီเนาะနောက်5ကောင်လိုသေးတယ်ကဲဒီတူတော့ရောက်သွားပါပြီကျွန်တော်တို့ငါ10ကောင်တော့ဖမ်းမိတာပါပြီကျွန်တော်ရေ10ကောင်ဖမ်းနိုင်တညာလုံးဖမ်းတာကျွန်တော်10ကောင်တော့ရောက်သွားပါတယ်ဆိုတော့ကျွန်တော်တို့ဈေးမှာသွားရောက်ကြည့်လိုက်ကြအောင် groupie အားတကောင်ပဲရပါကျွန်တဲ့ကောင်တွေကတော့ pop fish တွေပါကဲဈေးမှာရောက်လိုက်ကြအောင်အိုး groupie တကောင်က4ချက်တောင်ရရဗျဆိုတော့ groupie ကောင်ပြီးတော့ pop fish တွေအကုန်လုံးလဲလိုက်ပါမယ် okay လေတော့ကျွန်တော်မှတီကောင်နေဆက်တက်ကောင်ပဲကျွန်တော်တီကောင်နေလိုက်နှုတ်လိုက်အောင်ကျွန်တော်ဒီမှာကြည့်ပါကျွန်တော်ဟိုဟာဆိုရင်24ချက်ဆိုရင်ကျွန်တော်ဒီဟာကြီးကိုဝယ်လို့ရပြီဗျာအခုကျွန်တော်မှ73ချက်ပဲရှိတယ်ပတ်စံမလောက်သေးဘူးကျွန်တော်အဲ့ကြီးပြင်ဖို့ကွာ24ချက်တောင်လိုပဲဒါပေမဲ့24ချက်ကလွဲပါတယ်နောက်ကျွန်တော်တို့ပတ်စံနည်းနည်းဟာမိုးရွာလာပြီမိုးရွာOkay ငါကဲဒေသူရဲ့ပထမဆုံးငါလေးရတော့ညနေစောင်းလာစောင်းမိလာပါလားမသိဘူးအကြမ်းမှတကောင်မဲရပါသေးတယ်ဒေသူကတော်တော်ပူပါတယ်ဗျာဆိုတော့ဆက်ဖန်လိုက်ကြအောင်ဒေသူလဲ10ကောင်ရအောင်ကြိုးစားမယ်ဒေသူမလို့တမင်တက်ပိုခက်ခဲနေရလားမသိဘူးเนาะမိပြီဟာ groupie ကွာ yes groupie ရလားပြောလိုက်တာပြောမနေနဲ့ groupie ရတယ်တဲ့ကွာဟာကဲဆက်ဖိုင်လာပဲပြောသွားပြီမင်းဟာရေးလိုက်လေးပဲငါကလေးဖမ်းပြီကွာကဲတကောင်ထက်ရသွားပါပြီတမားလေးပါချစ်ရေးငါဖမ်းတမားလေးပါချစ်ရေးမိပြီလက်မြောက်လာပါလို့ဖမ်းနေတယ်ဒီတော့မိသွားပြီကျွန်တော်တို့အခု day 3ရောက်ရောက်သွားပြီ day 3မှာကျွန်တော်ကအခုတော့ကျွန်တော်အကောင့်နေအများကြီးဖမ်းမိရပါတယ် groupie 2ကောင်လောက်ရတာတယ်ဗျာကြည့်ကြပါဦးကျွန်တော်တို့အဲ့ဆိုတော့တွားရောက်လိုက်ကြအောင်ဈေးမှာပဲ24ကျရပြီဆိုတော့ကျွန်တော်တို့ဒီမှာပဲတွားပြီးတော့လဲလိုက်ကြအောင်ကဲတေးမောကြီးတော့လဲပြီးသွားပါပြီဗျာအတေးမောကြီးလဲတာအရေးမကြီးဘူးကျွန်တော်ကဘာလို့မှတေးမောကြီးစီးရ
ဘူးတင်မောကြီးမောင်ကြီးဘူးခဲတင်မောကြီးထွက်လေဟာဟာနေလိုက်တဲ့တင်မောဘာတင်မောလဲဟာဘာလဲငါဒီကျွန်းစွန့်ခွာရတော့မှာမဟုတ်သေးပါဘူးအော်ဟောအပေါ်မှာမီးပြရဲ့အော်တွေ့ပြီအပေါ်တက်လို့ရသေးရပဲဒါဆိုမရှင်မပြီးသေးဘူးနဲ့ထင်တယ်ဒါဒီလီကငါ့ကိုအိပ်ပြလို့ရအောင်လကားဝယ်ခိုင်းတာဒီလေစုပ်မစီဘူးငါဖမ်းတဲ့မရှင်ပြီးပြီဆိုတော့ကျွန်တော်တို့ဒီပေါ်တက်လိုက်ကြအောင်အစောကြီးရမတွေ့ဘူးတဲ့ဟောတွေ့ပြီဒီမှာမိုးကြပစ်ခံလိုက်တော့ပျက်စီးသွားတဲ့ဘာလဲဘယ်လိုခေါ်လဲလားမီးပြလိုက် light house ပေါ့နော်အဲ့ဒါဒီမှာဆိုတော့ကျွန်တော် permission တွေလောက်အောင်လည်းမသိဘူးဆက်ကြည့်လိုက်ရအောင်ဒီခွေးလေးပြောတာဒါကျွန်တော်ရဲ့အိမ်တစ်လို့ပြောပါတယ်ကျွန်တော်ဒီမှာနေလို့ရတယ်တဲ့မုံတိုင်းဖြစ်တဲ့ညရတယ်ဒီမှာအိတ်လို့ရတယ်ကျွန်တော်အိတ်တစ်ချက်ဝေကြည့်လိုက်အောင်မယ်ဟိုမုံတိုင်းဖြစ်တော့ထဲထဲမှာပျက်စီးရလို့သူပြောတာပဲဟုတ်တာပဲဟုတ်ပါတယ်မုံတိုင်းဖြစ်တာလို့အိမ်ရထဲထဲမှာရော်ရွင်းပြိုပြင်းပြီးပျက်စီးနေပါတယ်ခင်ဗျာအေးချမ်းဖြစ်နေပါတယ်အိမ်ကတော့မအိမ်ကတော့သူပြောတာတော့အိတ်လို့တော့ရတယ်ပေါ့နော်ကျွန်တော်အိတ်ရတော့ရှာမတွေ့သေးဘူးပေါ်ရမှာလားမသိတော့တက်ကြည့်လိုက်အောင်မယ်ဒီမှာဒီသူခွေးတကဒီသူခွေးငါဘာလို့ရမှာလဲမင်းတို့ကလေကွာငါကူးနာမှာဟိုလေကိုမရှင်လောက်ပြီးပြင်လာလေကွာပတ်စံနေကုန်ပြီလေအခုထပ်ပြီးတော့မီးပြလိုက်ကြီးကိုပြင်ခိုင်းနေပြန်ပြီကွာသူတို့အလုပ်ကြီးပဲသူတို့ငါ့ကိုကယ်ရတယ်ဆိုပြီးခိုင်းစားရတယ်မဟုတ်သေးပါဘူးဒီခွေးရေသူခွေးတွေကတော့တတ်နိုင်ဦးလေသူတို့ခိုင်းတော့လေငါသွားမရအောင်မယ်ငွေ30ရအခုမီးပြရေးပြင်ဖို့အတွက်ငါထပ်ဖမ်းရအောင်မယ်ကျွန်တော်ဗီဒီယိုရမ်းရှင်းပါမှာဆိုတော့ငါဖမ်းတဲ့ခန်းတွေကိုမြန်လေးပဲ skip လိုက်ပါမယ်ဗျကျွန်တော် day 5ရောက်မှာတော့ကျွန်တော်ငါးတွေအများကြီးမိတာပါတယ်ဗျဒီမှာဒီကနန်းကိုလည်းမိတာတယ် groupie နှစ်ကောင်ပြီးတော့ဒီ pop fish တွေပြီးကိုကျွန်တော်မှာဆိုရင်ဖြစ်တော့ဒီမှာပါဒီကောင်တွေကျွန်တော်မှာဒီကောင်တွေလည်းမိတာပါတယ်ခင်ဗျဒီလိုဈေးကြီးဆုံးကောင်ကြီးတစ်ကောင်လည်းကျွန်တော်မိတာပါတယ် day 5မှာတော့ကျွန်တော်နေ့ရက်တော့ကြာပါဗျဒီငါးတွေအများကြီးဖမ်းဖို့ဒီကျွန်တော်ဒီမိပြရေကိုကျွန်တော်အခုဆိုရင်တော့ဒီပတ်ကျွန်တော်ဒီငါးရေရောင်းတဲ့ပတ်စံနဲ့ကျွန်တော်ပြင်လို့မရအောင်ပဲပေါ့နော်ဆိုတော့ကျွန်တော်ဒီငါးရေကိုရောင်းစားလိုက်ပါအောင်မယ်ဘောကြီးဖြစ်သွားပြီပတ်စံ30နဲ့မှ6ချက်တောင်ရှိတယ်ဗျဆိုတော့အပေါ်တက်ပြီးတော့ငါမိပြရေကြီးကိုကျွန်တော်ပြင်ရအောင်ဟိုမိပြရေကြီးပြင်ပြီးသွားပြီကွမိပြကြီးရဲ့ထိတ်ဆုံးတက်ကြည့်လို့ပြောနေပါတယ်ကျွန်တော်တက်ကြည့်လိုက်ပါဦးမယ်ကဲမိပြကြီးကိုကျွန်တော်အောင်မြင်စွာနဲ့ပြီးဆုံးစွာမိပြအတကြီးဆောက်လုပ်ပြီးပါပါပြီဗျဟာမိပြကတက်တီပေါ်လို့ရတယ်တဲ့ပေါ်ကျโอเคဆိုတော့ကျွန်တော်တို့ဒီမိပြရဲ့ပေါ်တက်တီပေါ်လိုက်ရအောင်ဝီအုံဂါရာနဲ့မိပြရဲ့ထိတ်ဆုံးကိုတော့တက်တီပေါ်ချလိုက်ပြီးပဲဖြစ်ပါတယ်တဖြည်းဖြည်းနဲ့ဗျူဒီကပျောက်ကွယ်သွားပြီတဲ့မင်းဒီကဘာကြီးကိုရှာဖွေလို့ရပြီတဲ့ဝိုးလှပတဲ့မြင်ကွင်းနေနဲ့ရောက်ရှိလာရွေးဖြစ်ပါတယ်ခင်ဗျာနောက်နေ့ပိုင်းတွေမှာဒီမီးပြလိုက်စော်စားခန်းတွေကိုထပ်ကြည့်နေတယ်ဆိုရင်ကျွန်တော်ဗီဒီယို comment အောက်မှာကြည့်ကြတယ်လို့မှန်းခဲ့ပါခင်ဗျာဒါမှလည်းကျွန်တော်ဗီဒီယိုလုပ်ပြီးစော့ပြရတာအင်အားဖြစ်တာပေါ့နော်ဆိုတော့ဒီနေ့ရဲ့ဗီဒီယိုကတော့ဒီလောက်ပါပဲခင်ဗျာအားလုံးပဲ BDGB ရဲ့ view ကတယောက်ချင်းနေကိုကျေးဇူးအများကြီးတင်ရှိပါခင်ဗျာဆိုတော့အားလုံးပဲ see you ပါဗျာတတ်တာ